ဒီမနေ့ကျွန်တော်ဒူမာနဲ့ကျွန်တော်နှစ်ယောက်လာပြီးတော့ဒီမှာပန်းကပီဈေးမှာပေါ့နော်မနေ့ကင်းဈေးမှာကျွန်တော်တို့ဈေးလာပေါ်မှာပါဒီမှာကတော့သူကအသီးအနှံတွေစုံနေဈေးလဲသက်သာတယ်အဲ့ဒါကြောင့်ကျွန်တော်နဲ့ကျွန်တော်ဒူမာပေါ့နော်ဘတ်စကားစီးပြီးတော့ဒီမှာလာပြီးဈေးဝယ်မှာပါကျွန်တော်တို့တယောက်ကိုဂျော်ဘိုးကြီးတယောက်လုံးထည့်လာပါတယ်ထည့်လာပြီးတော့အဲ့ဒါနဲ့ဂျော်ဘိုးအိတ်နဲ့ကျွန်တော်တို့ပေါ့နော်ပစ္စည်းတွေတည်သွားမှာလက်ဆွဲချင်းနဲ့ဆိုရင်ကျွန်တော်တို့ကလမ်းလျှောက်ဒီမှာလမ်းလျှောက်ရတာအဆင်မပြေဘူးလေနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမောမှာဒီမနေ့ကင်းဈေးလေးမှာကျွန်တော်တို့အဲ့လိုအသီးအနှံတွေဟင်းတွေလာအောင်မှာပါအခုကျွန်တော်တို့ဘန်ကပီဈေးကိုရောက်ပါပြီနော်ဘန်ကပီဈေးထဲမှာဒါမနေ့အစားစရာဒီမှာမနေ့စောစောဘူးတို့ကဒီအချင်းမောင်းတွေလည်းရောင်းနေပေါ့နော်ဒီမှာပြေပဲပြုတ်ဒီမှာကျက်ဥပြုတ်မပြောသည့်တုတ်ထိုးပြင်ကောင်းရင်းတုတ်ပေါ့နော်ဒါမျိုးတွေရောင်းပါတယ်တို့ရဲ့မနေ့စာ breakfast ကကောင်းရင်းမောင်းပေါ့နော်ကောင်းရင်းမောင်းနဲ့ဒါမျိုးဝတ်သားကြော်ဝတ်သားတွေမျိုးစုံကြော်ထားတာနော်ဒါမျိုးတွေတို့တော်တော်စားပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရွက်တန်းခင်ဗျနော်အသီးရွက်တန်းနေဒီမှာ coffee တုပ်ကြီးတစ်ထုပ်ကိုဒါ30ခင်ဗျ10ဘတ်10ဘတ်ပမာငွေနဲ့တွက်မယ်ဆိုရင်1300လောက်ရှိမှာပေါ့နော်ဒီမှာခရမ်းသီးအလုံးလေးတွေတစ်လုံးတစ်ထုပ်လုံးကမှ30ဆိုတော့ဒါမြန်မာနိုင်ငံနဲ့တောင်ဈေးပေါ်နေမလားမသိဘူးเนาะဒီမှာကျွန်တော်တို့ဖက်ဖယ်ရှိမယ်ပင်စိမ်းရှိမယ်မနန်းနန်းမင်းရှိမယ်အဲဒါကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့အသားငါးပစုံနှန်းခင်ဗျเนาะအသားငါးပစုံနှန်းနေဒါလည်းဆိုရင်ဒါငပိငချင်နှန်းနေခင်ဗျဟုတ်ကဲ့ပါဒါဆိုရင်ပစုံကြောက်ကြော်လို့ငပိကြော်လို့ဒါဆိုရင်တော့ချက်သွန်ပြူချက်သွန်နီးအတန်းနေခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့ငါခေါ်လာမသိဘူးငါရည်လို့เนาะအဲ့ဒါအမတန်ပေါ်ပါတယ်ဒီမှာလေးတစ်ထုပ်30အဲ့ချမ်းမြေဒီမှာကျန်ကော်ဖီတို့30ဒီမှာတမယာဒီတစ်ထုပ်ကို25ဘတ်ဟမ်25ဘတ်ဆိုမင်းကြီးရအများကြီးပါလေသူကအလုံး50လောက်ပါမှရှိတယ်နော်ဒါဆိုရင်ခါကျဲဥတွေဒါတော်တော်ကြီးဒါ20ပါနော်ဒီငွေဒီတစ်ထုပ်ကို20ပါအဲ့တော့ဒီမိုဒီရောနည်းနည်းဈေးကြီးတယ်နော်ဒီမိုဒီအစိမ်းတစ်လုံးကို18ကျအောင်ဟိုကျွန်တော်တို့ဂျာကြီးတွေအကြီးကြီးတွေပြကျွန်တော်တို့မုံလာဥအဖြူเนาะအဲ့ဒါလေးကျွန်တော်တို့ဝတ်သားနဲ့အချိုးချက်ဆိုင်တော်ကြိုက်ပါတယ်အဲ့ဒါတော့ကောင်းတယ်ဒါလေးကဒါ1ကီလို25ဘတ်တို့12ဘတ်တို့ရေးထားတယ်ခင်ဗျဒါပန်းမုံလာတစ်ထုပ်ကို30မြန်မာနိုင်ငံတော့ဈေးညားမှာထင်တယ်เนาะကိုက်လန်ရှိပါတယ်ကိုက်လန်ဈေးကြီးပါတယ်ကိုက်လန်တစ်ဖူးကိုကိုက်လန်ကို40ဒါဆို35ကျပ်ပေါ့เนาะတစ်ဖူးဆိုတာတစ်ခါသားလောက်ရှိမယ်ဟောဒါဆိုရင်ဒီမင်းနန်းမင်း50နန်းမင်းကတော့ဈေးကြီးတယ်ဗျနော်နန်းမင်း50ကတစည်းကို50ပေါ့နော်နန်းမင်းတစည်း50ဈေးကြီးတယ်ဆင်းကြီးက20ပေါ့နော်20ဆိုတော့1ကီလို20ပြည့်မယ်ဒီမှာအဲ့ကျတော့ဒီအကြီးကြီးတွေကျွန်တော်တို့ဒီမှာလို့မဟုတ်ဘူးနော်ဟိုဘက်ကကျတော့ဒီရှိတယ်ဒီမှာကျတော့ရှိတယ်နောက်ကျသေးလေးတွေရှိတယ်ကျွန်တော်တို့စီကကျတော့မိထီလာဘက်ကထွက်တဲ့ကျတော့နေတော့မတူပြအဲ့လောက်လည်းမချိုးဘူးဒီကနေ့ဒီပုံအနံပြင်းနေတယ်နော်ဒါကျွန်တော်တို့ပန်ကပီဈေးနော်သူကဒီဈေးရဲ့ဈေးထဲမှာပဲဖြစ်သူကနေရာတိုင်းမှာလမ်းတောင်တိုင်းမှာဒါသူတို့ရိုးရနတ်ကုန်းပုံစံမျိုးတွေရှိတာကိုတွေ့ရတယ်ဗျဒါတော့ချင်းကီလိုနဲ့ရောက်နေမှာပါဗျနော်အပြည့်ဒီဒါတရည်ဒီ1ကီလို30ဖြစ်မယ်ခင်ဗျနော်ဒီမှာဆိုရင်ဒါဆိုစဉ်းစားဦးတို့စီကဒီဘူးလေတော့စားတယ်ခင်ဗျဘူးလေတော့စားတယ်ဒီဘက်ကပြောပြီးတပီကို15ကျပ်ပါခင်ဗျဒါလည်းတော်တော်တန်ပါတယ်နော်မတော်ပြီး15ကျပ်ဒီ15ကျပ်ဒီမှာတော့တပီ30မအုံးဒီတလုံးကို20နော်အုံးဒီတလုံးကို20ကျွန်တော်တို့ဒါကြီးက shopping mall မှာကျွန်တော်တို့အုံးရီတောက်ချင်စားရင်တော့80 80 100ထိဖြစ်သွားတယ်ခင်ဗျကျွန်တော် Central Wall လို့ MBK လို့အဲ food court တွေမှာဆိုရင်လေနော်လည်းဖြစ်သွားပါတယ်ဒီမှာပဲသေးတယ်ဒီစီကို20ဒီစီကို3000လောက်ကျပါတယ်ဒါတချို့ဟာတွေမြန်မာနိုင်ငံနဲ့ဈေးသက်သွားပြီးတချို့တွေမြန်မာနိုင်ငံနဲ့ဈေးလေးနည်းအနည်းငယ်မြင့်ပါတယ်ဗျဒါတန်ကပီကျွန်တော်တို့နားမှာလည်းဈေးရှိတယ်ကျွန်တော်တို့ကဈေးကတော့ဈေးအရန်ကြီးတယ်ပေါ့နော်ဒီနေ့ဒီကနေ့ဆိုင်အရန်ကြီးလို့ကျွန်တော်တို့နားမှာကတော့အဖြစ်ပဲဝယ်တယ်ဒီလိုတော့ကျွန်တော်တို့များများဆဆဝယ်ဆိုတော့ဒီဈေးကိုလာပါတယ်နော်ဒါဆလီဈေးဒီကြောင့်ခင်းနဲ့ထက်ချက်ပြနေတာနော်တန်တဲ့အချောက်ချောက်ဆွဲအကုန်ရတယ်ကျွန်တော်တို့မှာဝက်ခောက်ကြော်လေးပါလေးအကုန်ရပါတယ်ဒါကျွန်တော်မြန်မာပြည်ထဲမှာတွေ့နေတဲ့အချုံမုံဆိုအာဂျီနိုမိုတိုပေါ့နော်အစုံလို့ရှိတယ်ဒီလိုဈေးမျိုးကပန်ကမီမာကမြန်မာအများစုနေတယ်ပြီးရင်အဓိကအများဆုံးကျွန်တော်တွေ့ရတာတော့
သူတို့ဟိုပါပေါ့နော်ပအို့လူမျိုးတွေတော်တော်များများကိုတွေ့ရတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကုနာကပအို့ဒီအလီကုနာကသူတို့ဥပုံနေလိုဟာမျိုးဆိုရင်ပအို့ဝစ်စုံနေနဲ့ဒီဘန်ကပီလမ်းမောင်းမှာတော်တော်မိသားစုလိုက်သွားလာနေကြတာကျွန်တော်တော်တော်တွေ့ရတယ်ပေါ့နော်တို့နိုင်ငံကတော့အုံသီးတော်တော်ကောင်းပါရဲ့နော်စားကျင်စရာပါအုံသီးကနှုတ်ဖတ်တယ်နော်တို့ကအုံသီးတော်တော်သုံးတဲ့နိုင်ငံဆိုတော့လေဒါဆိုရင်တော့တို့နိုင်ငံလဲဒါတော့ဒါအသုံးအများဆုံးပင်လယ်စာပေါ့နော်ထိုင်းမျိုးတွေပင်လယ်စာတော့စားပါတယ်နောက်ကုန်းရှက်တို့ဒီမှာတော့အသားတန်းမြမဲသားဝတ်သားချက်သားစားတဲ့ရှင်ထိုင်းနိုင်ငံနဲ့သူကဈေးတဲ့နိုင်ငံမှာဗျနော်သူကအကုန်လုံးလူကအိမ်တိုင်းမှာလဲဆိုင်လေးတွေဖွင့်ထားတဲ့ဘယ်နားမှမဆိုတော့ဈေးပဲရောင်းကြတာများတယ်ဗျနော်အဲ့ဒါကတော့ဈေးရောင်းတဲ့အတွက်ကိုအဲတို့ဒါနေထိုင်ငွေရတယ်ပေါ့ကျွန်တော်တို့ရန်ကုန်မြို့လိုမျိုးပေါ့နော်နေရာတိုင်းကသူကဈေးရောင်းကြပါလေလူကြီးကလည်းထိုင်းနိုင်ငံတနိုင်ငံလုံးတန်း80လောက်ဆိုတော့ကျွန်တော်နိုင်ငံနဲ့ပုံ2ပုံလောက်ပုံများနေတဲ့သဘောခဏအဲ့ဆိုရင်အခုမျိုးမျိုးပေါ့နော်အခုမျိုးမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့ဆိုရင်ကျွန်တော်တို့ဒါဝတ်သားတဲ့နော်ဝတ်တဲ့ပတ်သက်တာမျိုးစုံပေါ့နော်ပတ်သက်တာမျိုးစုံအဲ့ဆိုရင်အမဲသားတန်းဖြစ်မယ်ခင်ဗျတော့ဝတ်သားကြီးကအမတန်တီးထားတော့လှပါတယ်3နှစ်သားဆို3နှစ်သားဖြစ်အစီရပါတယ်ဝက်လက်ဆိုရင်ဝက်လက်အဲ့လိုပေါ့နော်တော့အဲ့လိုဖြစ်ပါတယ်ဒါဆိုတော့စိတ်အဆိုးချမ်းမဲပစိုးချမ်းပုံစံမျိုးပါနေရင်ကစင်းရက်ဒီမှာချဟင်းကားတီးရပါမယ်နော်ချဟင်းကားတီးပါလို့ဈေးကြီးပါပဲအဲ့တော့6တန်းအဲ့တော့ဝတ်သားတွေကိုအဲ့တော့ဒါဝတ်သားကိုကဲကိုကိုကျင်းတဲ့အသားကိုစနစ်တကျနော်ကိုကျင်းနေရပါစနစ်တကျတို့ရောင်းချတာပါဆိုရင်အမဲပစိုးချမ်းကိုစိတ်ဓာတ်လာအမဲလာမသိတော့ဒီဝက်ခောက်ကြောအထုပ်ကြီးပါဒါကြီးတစ်ထုပ်ကိုဒီမှာ150လို့ပြောပါတယ်เนาะဒါဆိုရင်ဒါတော်တော်တန်ပါတယ်150ဆိုဗမာငွေတက်မယ်ဆိုရင်ဒါ2000လောက်ပဲเนาะ2000လောက်ပဲကျတယ်ဒီကြီးကအကြီးကြီးပါဒီဝက်ခောက်ကြောထပ်ရင်တန်ပါတယ်เนาะကျွန်တော်တို့ဝက်ခောက်ကြောအမဒီကြီးဒီတရားဆိုထုတ်ဘယ်လောက်လဲအဲ့ဒါတစ်ထုပ်30တတွဲကို80တတွဲမှာ10လို့ရှိတယ်အထုပ်နဲ့ဆိုတော့တစ်ထုပ်30တစ်ထုပ်ကို30ဟုတ်တယ်ဒါတစ်တွဲကို10လို့ရှိတယ်ဒါက150ဒါကိုစားတာဩแต่ของเพชรเท่าไหร่มันจะมีชั้นนี้นั่นเดียวဒါ150တယ်เนาะသူကကီလိုဝက်ရှိတယ်ကီလိုဝက်ရှိတယ်150တဲ့ကဲဟုတ်ပါပြီအဲ့ဒါဆိုရင်အဲ့ဒါကြီးဆိုယူသွားပါမယ်တော့ယူသွားပြီးအိမ်မှာဒါစားရအောင်လို့เนาะဆိုတော့ဟုတ်ကဲ့ပါဒီကထုတ်ယူပါမယ်เนาะကျွန်တော်ထုတ်လောက်ပြီးရင်ကျွန်တော်ဟိုဘာနဲ့ရှင်းမယ်เนาะစကန်နဲ့ရှင်းမယ်เนาะဟုတ်ပါโอเคเนาะဒါကြီးထုတ်လို့တမ်းပါတယ်เนาะဒါကြီးဆိုရင်ဒါဟုတ်တော့ကြီးပါဒါဝတ်သားเนาะဒါ3တက်သားခင်ဗျာเนาะ3တက်သားသူတို့က3တက်သားကိုသူကတော်တော်လှအောင်သူတို့လိထားတာကြာเนาะတော်တော်ကိုဒါကျွန်တော်တို့ဝတ်သား3တက်သားပေါင်းလို့ပါလို့လှုပ်ရှားခြင်းတဲ့သူမျိုးတွေเนาะဒါတော်တော်အဆင်ပြေတယ်เนาะဝတ်သား3တက်သားပေါင်းဒါဆိုရင်ဒါကတော့ကြောက်ကတ်တို့နှလုံးတွေပေါ့เนาะတော်တော်ကြီးကိုသူအဆင်ပြေအောင်လုပ်ထားတယ်เนาะဒီကတော့3တက်သားတော်တော်လှရတယ်ဒါဆိုရင်เนาะတော့အဲ့ဒါမျိုးလုပ်ကြတယ်ဒါတွေကတော့တောက်ဆင်ထားတာပေါ့เนาะဝတ်သားတောက်ဆင်ထားတာပေါ့เนาะဟောဒါမျိုးလုပ်ရောင်းနေခင်ဗျာအဲ့တော့မကလာသီးပြเนาะအမတန်ရတာရှိတယ်ဒီကမကလာသီးတွေလေเนาะသူက20ခုကသူကပန်းလေးလေးထည့်ထားတယ်ဒါဆိုရင်သူကအကြီးတစ်လုံးပါမယ်ကျန်တာကအသေးလေးတွေပေါ့เนาะအလုံး9လုံးဒါဆိုရင်အကြီးအလတ်4လုံးပါမယ်အဲ့ဒါကို20ပေါ့เนาะသူကအဲ့ဒါမျိုးလေးတွေထားတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့အခုကျွန်တော်တို့ဈေးဝယ်လိုက်ပါဦးမယ်เนาะကျွန်တော်တို့ပြန်မှပဲတစ်ခေါက်ပြန်ပြီးတော့ပြပေးပါမယ်เนาะ